နိုဘီတာငငယ်တုန်းကတောထဲမှာလမ်းပြောက်ပြီးတစ်ပင်တစ်ပင်ကိုဝင်တိုက်မိဘူးလေအဲ့ဒီအပင်ပေါ်ကခူကောင်တွေအကုန်လုံးသူ့ကိုယ်ပေါ်ပြုတ်ကျလာခဲ့တာပေါ့သူဘာမှမတတ်နိုင်ပဲမြေကြီးပေါ်ထိုင်ချပြီးငိုနေမိတော့တယ်အဲ့ဒီအချိန်မှာပဲသူ့နောက်ကနေမိန်းကလေးငယ်လေးတစ်ယောက်ပေါ်လာခဲ့တယ်သူမကတကိုင်းကိုကောက်ကင်ပြီးနိုဘီတာကိုပေါ်ကခူကောင်တွေကိုအကုန်ဖယ်ရှားပေးခဲ့တယ်ပြီးတော့အဲ့ဒီမိန်းကလေးကလက်ကိုကမ်းပေးပြီးနိုဘီတာကိုဆွဲထုတ်ပေးခဲ့တာပေါ့နိုဘီတာကဒီဖြစ်ရက်ကိုဘယ်တော့မှမမေ့ခဲ့ပါဘူးအိမ်မက်ဆိုးတွေမတိုင်လဲအဲ့ဒီမိန်းကလေးကနတ်သမီးလေးလိုပေါ်လာပြီးအမောင်ထုတွေကိုမောင်းထုတ်ပေးလို့ရှိတယ်ဒါပေမဲ့ဘလောက်ပဲစူးစမ်းနိုဘီတာကသူမရဲ့ရုပ်ရည်ကိုမမှတ်မိနိုင်ခဲ့ဘူးတနေ့မှာတော့ဖေဖေကဓာတ်ပုံအဲဘန်တစ်ခုကိုကင်လာပြီးဒိုရီမွန်ကိုအကူအညီတောင်းလာတယ်အဲ့ဒီဓာတ်ပုံတွေကဦးလေးကဖေဖေဒုက္ခရောက်နေချိန်တွေမှာအမြဲတမ်းကူညီပေးခဲ့တာပါဒါပေမဲ့အဲ့ဒီဦးလေးကမကြသေးခင်ကပဲရုတ်တရက်ပြောင်းသွားခဲ့ပြီးဘယ်ကိုသွားမှန်းဘယ်သူမှမသိကြဘူးဖေဖေကသူ့ကိုနှုတ်ဆက်ခွင့်တောင်မရလိုက်ဘူးလေအဲ့ဒီဦးလေးကိုရှာဖို့နီးလန့်ရှိမလားဆိုတာဖေဖေကဒိုရီမွန်ကိုမေးလိုက်တာပါဒိုရီမွန်အတွက်ကတော့ဒါကအေးဆေးပါပဲသူကသူ့အိတ်ကထဲကနေဘယ်နေရာမဆိုသွားနိုင်တဲ့တကားဆိုတဲ့ကိရိယာလေးကိုထုတ်ပေးလိုက်တယ်ကိုတွေးချင်တဲ့သူရဲ့နာမည်ကိုပြောလိုက်ရုံနဲ့အဲ့ဒီလူကတကားရဲ့တစ်ဖက်မှာပေါ်လာမှာပါအဲ့ဒါကိုကြားပြီးတော့ဖေဖေကစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်တကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အခါမှာတော့အဲ့ဒီမှာရက်နေတဲ့သူကဓာတ်ပုံတွေကဦးလေးကြီးအစ်စ်ပဲပေါ့သူတို့နှစ်ယောက်ထိုင်ပြီးတော့ပြောစရာရှိတာတွေကိုစိတ်လှုပ်ရှားတက်ကြွစွာနဲ့အကြာကြီးစကားပြောခဲ့ကြတယ်ဖေဖေရဲ့ရင်ထဲကစိတ်မကောင်းဖြစ်နေတဲ့အရာတစ်ခုကနောက်ဆုံးတော့ပြေလည်သွားခဲ့ပါပြီကျေးဇူးတင်တဲ့အနေနဲ့ဖေဖေကဒိုရီမွန်ကိုဒိုရာယာကီတွေအများကြီးဝယ်ပေးဖို့ကတိပေးခဲ့တယ်ဒီကိရိယာကဘလောက်တောင်အစွမ်းထက်လဲဆိုတာမြင်သွားတဲ့နိုဘီတာကဒီတကားကိုသုံးပြီးတော့ရှီဇူကာကိုတောင်းပန်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ရှီဇူကာနာမည်ကိုခေါ်ပြီးတကားကိုဖွင့်လိုက်တဲ့အခါမှာတော့ရင်ငွေတွေကသူ့စီကိုတိုးထွက်လာတော့တာပဲဒုက္ခပါပဲလို့သူတွေးမိလိုက်တယ်ရှီဇူကာကသူ့ကိုတစ်သက်လုံးခွင့်လွှတ်တော့မှာမဟုတ်ဘူးအဲ့ဒီအချိန်မှာပဲနိုဘီတာခေါင်းထဲကိုငငယ်ကမိန်းကလေးငယ်လေးရဲ့ပုံရိပ်ကပြန်ပေါ်လာတယ်ဒါနဲ့ပဲအဲ့ဒီမိန်းကလေးကိုရှာဖို့တကားကိုသုံးဖို့သူဆုံးဖြတ်လိုက်ပြန်တယ်ဒါပေမဲ့ငငယ်တုန်းကအရန်ကြောက်ခဲ့ရလို့လားမသိဘူးသူမရဲ့နာမည်ကိုသူလုံးဝမမှတ်မိနိုင်ဘူးသူမှတ်မိသမျှကတော့အဲ့ဒီမိန်းကလေးကသူ့ကိုဆီယာမစီပြန်ပို့ပေးခဲ့တာပဲရှိတယ်အဲ့ဒီမှာပဲနိုဘီတာခေါင်းထဲကိုအိုင်ဒီယာတစ်ခုရလာတယ်ဆီယာမကိုပဲတွားမေးလိုက်ရင်မကောင်းဘူးလားသူ့ရဲ့တုံးတန်းတုံးကဆီယာမကတခြားကျောင်းကိုပြောင်းသွားတာကြားပြီးဆိုပေမဲ့ဒီကိရိယာရှိနေရင်တော့ဒါကပြဿနာမဟုတ်ပါဘူးနိုဘီတာကဆီယာမရဲ့နာမည်ကိုခေါ်ပြီးတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့ဆီယာမကသူမှတ်မိတဲ့အတိုင်းအဲ့ဒီမှာရှိနေခဲ့တယ်ဒါပေမဲ့အဲ့ဒီမိန်းကလေးအကြောင်းမေးလိုက်တဲ့အခါမှာတော့ဆီယာမကလည်းတေချာမမှတ်မိတော့ဘူးဆီယာမမှတ်မိသမျှကတော့တခန်းလုံးမှာယူဝါဆိုတဲ့ကောင်မလေးတစ်ယောက်ပဲခုကောင်ကိုမကြောက်တာပါတဲ့ဒီစကားကနိုဘီတာကိုမိုးချိုးပစ်လိုက်တယ်လို့ပဲအခန်းထဲကထွက်လာပြီးနောက်မှာနိုဘီတာကဒီအဖြစ်မှန်ကိုလက်မခံနိုင်သေးဘူးမျောလင်းချက်လေးထားပြီးတော့ဂျိုင်းယန်နဲ့ဆူနီယိုစီကိုတူသွားခဲ့တယ်သူတို့နှစ်ယောက်ကိုငငယ်ကအဲ့ဒီအဖြစ်အပျက်ကိုမှတ်မိလားလို့မေးကြည့်တော့လဲနှစ်ယောက်လုံးကလုံးဝမမှတ်မိဘူးလို့ပြောကြတယ်နောက်ဆုံးတော့နိုဘီတာကအဲ့ဒီတုန်းကအတန်းဖော်တွေအားလုံးကိုတကားကနေခေါ်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့လူတွေကအရန်များလုံးလို့တကားကြီးတောင်ကျိုးမတက်ဖြစ်သွားရတယ်ကံကောင်းစွာနဲ့ဒိုရီမွန်ကအချိန်မီပြန်ရောက်လာပြီးအရာအားလုံးကိုပုံမှန်အတိုင်းပြန်ဖြစ်အောင်လုပ်ပေးခဲ့တယ်နိုဘီတာရဲ့အကြောင်းစုံကိုနားထောင်ပြီးတော့ဒိုရီမွန်ကဒီကိရိယာရဲ့လှုပ်ဝက်ချက်တစ်ခုကိုပြောပြလိုက်တယ်နာမည်ကိုမပြောဘဲဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကိုတေချာဖော်ပြပြီးတော့လဲရှာလို့ရပါသေးတယ်ဒါနဲ့ပဲနိုဘီတာကသူငယ်တုန်းကသူ့ကိုဆီယာမစီခေါ်သွားပေးခဲ့တဲ့သူကိုတွေ့ကြပါတယ်လို့ဆုတောင်းလိုက်တယ်တကားကိုဖွင့်လိုက်တဲ့အခါမှာတော့အခန်းထဲမှာဂျိုင်းယန်ကရက်နေတာကိုတွေ့လိုက်ရတယ်ဒါကနိုဘီတာကိုတုံ့လောက်သွားစေတာပေါ့သူ့ကိုကယ်တင်ခဲ့တာကနူးညံ့တဲ့မိန်းကလေးငယ်လေးဆိုတာသူတေချာမှတ်မိနေတာလေဒီလိုဒေါသကြီးတဲ့ဂျိုင်းယန်အဖြစ်ဘယ်လိုများပြောင်းသွားရတာလဲနိုဘီတာကတော့လုံးဝစိတ်ပြတ်သွားခဲ့ပြီးအရန်စိတ်ပြတ်သွားပေမဲ့လည်းခုကောင်တွေကနေကယ်ပေးခဲ့တဲ့အတွက်ဂျိုင်းယန်ကိုသူကျေးဇူးတင်လိုက်ပါတယ်အဲ့ဒီတော့မှဂျိုင်းယန်ကနိုဘီတာပြောတာကိုနားလည်သွားပြီးသူကနိုဘီတာကိုကယ်ခဲ့တဲ့သူမဟုတ်ဘူးလို့ပြောလိုက်တယ်သူမှတ်မိသမျှကတော့သူနိုဘီတာကိုတွေ့တဲ့အချိန်မှာနိုဘီတာကမိန်းကလေးငယ်လေးတစ်ယောက်နဲ့ရှိနေတာပါတဲ့သူကတော့ဝိုင်းကူပေးုံတင်ပါပဲဒီတစ်ခါတော့နိုဘီတာကအဖြစ်အပျက်ကိုအရင်ကထပ်ပို့ပြီးအသေးစိတ်ဖော်ပြလိုက်တယ်လင်းလက်သွားတဲ့အလင်းရောင်နောက်ွယ်မှာတော့သူ့မျက်စိရှိမှာပေါ်လာတဲ့သူကစပင်းနှစ်ဖက်ခွဲစီးထားတဲ့မိန်းကလေးငယ်လေးတစ်ယောက်ပါပဲဘယ်သူဖြစ်မယ်လို့ထင်ကြလဲ